ကဘာကြီးမှာအာဒန်နဲ့လေးပါးကပဲစတယ်လို့ပြောဓမ္မကြီးလေးပါးကစတယ်ပဲပြောအမိဟာအမိပါဘောတာချစ်တဲ့မမေစီစင်ငယ်ချင်းမဲ့ချစ်ချင်းတွေဒီကဘာမြေကိုတာယာပါစေမမေနေကောင်းလားမမေမမေလုံသားရဲ့ကြပြစွန်တီမပေးစားတဲ့မြတ်တာမမေဆိုတန်ချိုအေမမေနေကောင်းလားမမေတယ်လေငါရဲ့မခံစားသိနေဆိုင်နေတာချစ်တဲ့မမေစီစီငယ်ချင်းမဲ့ချစ်ချင်းတွေမမေဆိုတန်ချိုအေမမေနေကောင်းလားမမေကောင်းလားမမေမမေတာချစ်တဲ့မမေစီစင်ငယ်ချင်းမဲ့ချစ်ချင်းတွေဒီကဘာမြေကိုတာယာပါစေမမေနေကောင်းလားမမေမမေလုံသားရဲ့ကြပြစွန်တီမပေးစားတဲ့မြတ်တာကဘာကြီးအာဒန်နဲ့လေးပါးကပဲစတယ်လို့ပြောဓမ္မကြီးလေးပါးကစတယ်ပဲပြောကောင်းလားမမေသူတို့ထက်မှာအလေးတယ်လေငါရဲ့မခံစားသူတို့ပါလာလို့ကဘာကြီးကထက်မပြတ်ဒီနေ့ဒီလိုအဖြစ်တာတယ်နေမေအယံဝမ်းနေနေဘာသာလို့ချရဲ့တော့ဒီမှာရှိနေတာတဲ့အမေကြောင့်ဟာအမေပါပဲအမေသူကယုံညာမျိုးသူကမျိုးကြမလို့သူကကာမလို့ဘယ်ဘာသာမလို့မဟုတ်ပါဘူးဟုတ်ပါကျွန်တော်မြင်လာသေးတယ်ကျွန်တော်ပြောတယ်ကျွန်တော်လုံသွားမလားကျွန်တော်ပါဘူးကျွန်တော်စဉ်းစားတာအမေမနေနားနဲ့ဘွားနဲ့ငါပြောလိုက်ကြတယ်အမေဟာ